မဲမင်္ဂလာပါခုတင်ဆက်ပြောပြပေးရှင်တဲ့ပုံပြေလေးကတော့အရန်စဝစ်စားစရာကောင်းတဲ့စွန့်အားနာမကြတဲ့ဖားပုံပြေလေးရဲ့အကြောင်းကိုပြောပြပေးရှင်ပါတယ်ခင်ဗျာတခါတော့ဖားရိနေထိုင်ကြတဲ့တိုင်းပြည်တပြည်လေးမှာအရန်ကိုစိမ့်လန်းစုပ်ပြေလာပါတယ်ဖားပြန်ပွဲကြီးကျင်းပခဲ့ကြတယ်ယန္နီယဝေအထူးခြားဆုံးဖားမြို့နယ်စုတွေဖားမိသားစုတွေအကုန်လာကြတယ်သူတို့ရဲ့မျက်လုံးလေးတွေပြန်ပွဲဝင်ဖို့အားအပြည့်မျက်လုံးတွေကလည်းတလက်လက်တောက်ပါနေကြတယ်ပြန်ပွဲစီမင်းကတော့ရိုးရှင်းလို့နဲ့အရာမြင့်တဲ့တောင်ကုန်းတစ်ခုရှိတဲ့မိတီဖားမဆိုထိုတောင်သိပ်တို့ပထမဆုံးရောက်ရှိသူကတော့သူရဲ့ကောင်းစုကိုခံယူရပါမယ်ဒါပေမဲ့အဲ့ဒီတောင်ကုန်းလမ်းကခက်ခဲကြမ်းတမ်းပြီးအရန်ချော်ပါတယ်တခါပြုတ်ကြရင်ပြန်တက်ဖို့တော်တော်ခက်ခဲပါတယ်။ပြန်ပွဲတွေစတင်လာတာနဲ့ဘာတွေကအပြိုင်အဆိုင်လူတက်ခဲ့ကြတယ်။တချို့ဘာကလျှော်လဲကြတချို့ကလိပ်ပြီးပြုတ်ကြလို့စိတ်တက်ကြသွားကြတယ်။အောက်မှာကြည့်နေတဲ့ဖားပရိသတ်ကြီးကလည်းအော်ဟစ်ကြတယ်။မတက်နိုင်ဘူးဘယ်လိုမှမတက်နိုင်ဘူး။အရန်ချော်လို့နဲ့အချီးနီးပဲ။ဒီလမ်းကြောင်းရဲ့အခက်အခဲကိုမင်းတွေ့ခဲ့ကြတဲ့အခါပြန်ပွဲဝင်တချို့တို့မှစိတ်ဓာတ်ကြတဲ့မင်းညူတမ်းများစတင်မိလာကြတော့တယ်ဒီလောက်ချော်တော့တောင်းကိုဘယ်လိုတက်ကြမှာတော့ခက်ခဲလို့မှာကွာငါတို့ဒီပြန်ပွဲစက်ပြန်ဖို့မလိုတော့ဘူးကွာဟုတ်ပြီငါတို့ဒီကနေနှုတ်ထွက်ကြတော့မယ်ဟေးဖားရီပြန်စင်းကြတော့ပြီးတော့ဘယ်ဖားကမှတောင်ထိပ်ကိုမရောက်နိုင်တော့ဘူးအလားတာစူးစမ်းနေတာဒီလိုစိတ်တကြစီတဲ့စကားတွေကြားပြီးမိုးကလည်းပြင်းထန်စွာရွာနေတာကြောင့်တက်နေတဲ့ဖားရီထဲကတကောင်ပြီးတကောင်စိတ်တကြသွားကြပြီးလက်လျှော့ရှုံးပေးကုန်ကြတယ်နောက်ဆုံးဖားအုပ်ကြီးထဲမှာတက်နေတဲ့ဖားဆိုလုံးဝမကြံတော့ပါဘူးဘက်တုစကာမှာမကြားရတော့ဗာစိတ်တကြစရာအကြောင်းမရှိဘူးပေါ့နောက်ဆုံးတော့အဲ့ဒီဖားကတောင်ထိပ်ကိုရောက်သွားခဲ့တယ်အောက်ကဖားတွေအကုန်လုံးပါဇာအဟောင်းသားနဲ့ကြည်နေကြတယ်ဘယ်လိုလုပ်တက်နိုင်ရတယ်လဲမော်ပစ္စည်းတုံးထားတာလားအဲ့ဒီဖားမှာအတောင်ပန်းပါလို့လားစုငန်တန်တွေနဲ့ပြင်းနေနေကြတာပေါ့ပြီးတော့အလုံးကအော်နေကြပါတယ်အဲ့ဒီချိန်မှာအနိုင်ရတဲ့ဖားကိုကောင်းကောင်းသိတဲ့ဖားအုပ်ကြီးတစ်ကောင်ကပြုံးပြီးပြောတယ်သူကမွေးကလေးကစွန့်အားနားမကြရတဲ့ဖားတစ်ကောင်လေးဖြစ်နေပါတယ်ငါတို့အော်ဒန်တွေစိတ်ဓာတ်ကျစေတဲ့စကားတွေသူတခုမှမကြရဘူးဒါကြောင့်ပဲသူရဲ့စိတ်ထဲမှာတောင်ထိပ်ရောက်ဖို့တကူတည်းပဲရှိနေခဲ့တယ်ပေါ့တကယ်လို့သူသာနာကြနေခဲ့ရင်ငါတို့လိုစိတ်ဓာတ်ကြပြီးလက်လျှော့အရှုံးပေးခဲ့မှာပဲအဲ့ဒီကဖားရီအားလုံးတိတ်ဆိတ်သွားကြတယ်သူတို့နားလဲသွားပြီးဒီတစ်ခါမှလေတော့အောင်မြင်ဖို့တာစီဟာတောင်ကုန်မဟုတ်ဘူးအသားစီကငါတို့နားထဲမှာဝင်လာတဲ့အစုံမြင့်စကားလုံးတွေပဲဖြစ်နေတဲ့ဆိုတော့ကိုဒီသင်ခန်းစာထဲမှာကတော့မင်းရဲ့အိမ်မက်ပန်းတိုက်ကိုခြောက်လာရင်လူတွေရဲ့စိတ်ဓာတ်ကြစေတဲ့စကားတွေကိုနားမကြားချင်းရောက်ဆောင်လိုက်ပါစွန့်အားနားမကြားရတဲ့ဖားလို့နေထိုင်လာတာကအကောင်းဆုံးနီးလာမှာ